မင်္ဂလာပါကျွန်တော်အိမ်မက်တို့တက်တူကကျွန်တော်ပြပါတယ်ဒီတစ်ခါကပ်ပြီးရှင်းပြချင်တာကတော့ဒီလူသားမှာကတ်မယ်ဆိုရင်ဘယ်လိုမင်္ဂကတ်တဲ့ကော်တွေကကျွန်တော်တို့ကအကောင်းဆုံးလုပ်ပေးနိုင်မလဲပေါ့နော်ကျွန်တော်တို့လည်းလက်လန်းမိတဲ့နေရာမှာရှိတဲ့ပစ္စည်းတွေပေါ့တခြား product တွေအများကြီးရှိပေမဲ့ကျွန်တော်တို့အနီးနားမှာအလွယ်ကူဝယ်လို့ရမယ့်ပစ္စည်းတွေနဲ့အရင်မိတ်ဆက်ပြီးမှဖြစ်ပါတယ်အများကြီးကျွန်တော်တို့တရုပစ္စည်းတွေကကျွန်တော်တို့ရဲ့အိန္ဒိယနိုင်ငံဖြစ်တဲ့တရုတ်ရလာဖြစ်ပါတယ်နှစ်ခုလုံးကတော့အသုံးရတာအဆင်ပြေတယ်နိုင်ငံကတ်တဲ့ကော်တယ်ဆယ်ထဲမှာဆိုရင်ဒါကျွန်တော်တို့ရဲ့လက်လန်းမီတဲ့ထဲမှာရှိနေမဲ့ပစ္စည်းတွေပေါ့နော်ဒီကောင်တွေကိုကျွန်တော်သုံးပြမယ်ဘယ်လောက်ထိကောင်းလဲကျွန်တော်တို့အတွက်ဘယ်လောက်ထိကျိုးရှိလဲပေါ့နော်ဒီမင်္ဂန်ကော်ဒီပေါ်လာခြင်းအဖြစ်တတူထိုးရတဲ့အချိန်မှာအလုပ်လုပ်ရတဲ့အပိုင်းတွေမှာအရန်ကောင်းလာတော့ဘောပင်နဲ့မင်္ဂန်ကောက်တဲ့အချိန်တုန်းကဆိုရင်ကျွန်တော်တို့လိုတဲ့အပိုင်းပဲရွေးကောက်လို့ရပါမယ်ဒီမင်္ဂန်မကောင်းတာတွေမင်္ဂန်ကတ်တဲ့ stel ဆယ်မကောင်းတာတွေမှာစိုးကျိုးတွေရှိခဲ့ဘူးလေပေါ့နော်ဘောပင်တွေဆောင်းထားပြီးတော့ဒီမင်္ဂန်ပြတ်တဲ့နေရာတွေမှာလိုက်ဆွဲရတဲ့အချိန်တွေရှိတယ်အချိန်ကုန်တာပေါ့နော်အခုဒီမင်္ဂန်ကတ်တဲ့ကော်တွေနောက်ပြီးတော့မင်္ဂန်ကောက်ဆက်တွေမင်္ဂန်ကောက်ဆက်မှာသုံးတဲ့မင်္ဂန်တွေပေါ်လာခြင်းအဖြစ်ကျွန်တော်တို့အများကြီးတက်တာပါတယ်အချိန်ကုန်တက်တာတဲ့ဒီတတူးထိုးတဲ့အချိန်မှာအရန်အကျိုးဖြစ်ထုံးပါဒီမင်္ဂန်ကော်တွေကကျွန်တော်တို့တေချာသုံးမယ်ဆိုရင်ထိရောက်ပါတယ်အဲ့တော့ဒီမင်္ဂန်ကောတစ်ခုချင်းစီကိုကျွန်တော်အခုစမ်းပြဖြစ်ပါတယ်ဟုတ်ပြီရှေ့ဦးစွာပထမအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီပုံနှစ်ပုံဂျိုင်တူထုတ်လိုက်ပေါ့နော်ဆက်ထဲကိုမထုတ်ထည့်မယ်နောက်တော့ဝင်သွားဆိုရင်ကျွန်တော်တို့ဒီသူ့ရဲ့ program ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ပုံရွေးလိုက်မယ်နော်ထုတ်မဲ့ပုံတစ်ပုံတော့ပေါ့နှစ်ပုံရွေးလိုက်မယ်နော်မင်္ဂန်ထုတ်ရင်အတန်းနဲ့တော့အောက်ခြေဘက်ကနေစထုတ်ပြီးပါနော်အောက်ခြေဘက်ကနေစထုတ်မယ်လိုအပ်တဲ့ကွာဝေးအနေထားပေါ့နော်ဒီစင်တီမီတာမီလီမီတာရှိတယ်အဲ့ဒါနဲ့တိုင်းပြီးတော့ထုတ်ပြရတယ်နှစ်ပုံထုတ်မှာတော့ကောက်ကြောင်းလုပ်ပြီးသားပုံတွေပဲเนาะလောလောဆယ်တော့ကောက်ကြောင်းလုပ်ပြီးသားပုံတွေအဲ့တော့အဲ့ကောင်ထုတ်မယ်ကောက်ကြောင်းလုပ်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ကောက်ကြောင်းထပ်မလုပ်တော့ဘူးတစ်ခါလေးတန်းထုတ်မယ်ဒီနှစ်ပုံထုတ်လိုက်မယ်เนาะနိုင်ငံကော်ဆန်းပြမှာဖြစ်တဲ့အတွက်ပြီးအောင်ကြည့်ပြီပေါ့နော်မင်္ဂန်ကောက်ကအရင်ကောင်းပါတယ်ထုံးပြန်အောင်ကောင်းတာနော်ဒီဘက်ချမ်းကိုဒီအင်တကိုကော်စသုံးမယ်ပေါ့နော်အင်တကိုကော်နဲ့ဒီစပြီးကတ်မယ်အများကြီးထည့်ပြန်မလို့ခပ်အဆိုးမချောက်လေးဆိုရပြီနော်နည်းနည်းပဲအခုနောက်ပိုင်းကော်တွေကအရင်ကောင်းတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ပုံကတော့စင်တူထုတ်ထားပေးတယ်နော်ဒါအင်တကိုကောဓာကြီးလည်းထားကြမလို့နော်တခါလေးကတ်တခါလေးခွာလို့ရတယ်ဟိုနောက်ဒီဘက်ချမ်းကတော့ကျွန်တော်တို့ GG stel ဆယ်ပေါ့နော် GG stel ဆယ်ကအင်တကိုတဲ့ပို့ပြီးတော့ကောပါတာများမယ်နော်ဒီကောင်က150 မီလီအထိပါတယ်ပေါ့နော်ဘူးကြီးတယ်ကောအများကြီးပါတယ်မဆိုးမချောက်လေးပဲတုံးမယ်နော်အဲ့တော့ပြီးရင်ဒီပုံမှာကျွန်တော်တို့ကတ်တူပဲကပ်ပြီးခွာလိုက်ရုံပဲနော်အကြာကြီးထားရမလို့အဲ့တော့ဟုတ်ပြီကျွန်တော်တို့ဒီမင်္ဂန်ကောနှစ်ခုနဲ့စမ်းပြတဲ့ဟာပေါ့နော်အဲ့ချိန်မှာဒီဘက်ချမ်းကအင်တကိုနဲ့ကတ်ထားတာဒီဘက်ချမ်းက GG stel နဲ့ကတ်ထားတာအဲ့တော့နှစ်ခုစလုံးကတော့အဆင်ပြေတယ်ဒါပေမဲ့ဒီအင်တကိုကလည်းကောင်းတယ်လို့ GG ကလည်းကောင်းတယ်ပေးရတဲ့ဈေးနဲ့ဆိုရင်တန်တယ်ပေါ့နော်ပြထားတဲ့ပုံနှစ်ပုံပေါ့နော်တစ်ဖက်ကတော့အင်တကိုတစ်ဖက်က GG အင်တကိုက100 မီလီပဲပါမယ်GG ကတော့150 မီလီပါမယ် GG ကတော့ပိုများတယ်ပေါ့နော်အဲ့ထဲမှာကော်ပါတဲ့ပမာဏအဲ့တော့ကိုနဲ့လက်လန်းမီတဲ့နေရာမှာအဆင်ပြေတဲ့ကော်ဘူးကိုဝယ်သုံးနိုင်ပါတယ်ထိုင်းမှာဆိုရင်တော့အင်တကိုရော GG ရောရှာလို့လွယ်မယ်ပေါ့မြန်မာပြည်မှာဆိုရင်တော့အင်တကိုကော်ကတော့ရှားတာပိုလွယ်မယ်အဲ့တော့အေးဆေးအဆင်ပြေထိုးကျင်တယ်ဆိုရင်တော့ဒီလိုကော်လေးတွေကိုဝယ်သုံးကြည့်ပါလို့ဒါကျွန်တော်ကဗီဒီယိုလေးလုပ်ပြီးတော့လမ်းညွှန်ပေးတာဖြစ်ပါတယ်အားလုံးအထူးကျေးဇူးတင်ပါတယ်